Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ဝက်ရှိတော့တုံးဆက်လေးရှက်စားမှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းကတော့ချက်သွန်းဖြူခရမ်းကျင်ဒီပဒေကောစပလင်ရှောက်ရွက်ပြီးတော့နနံပြီးအမြင့်လေးပေါ့နော်နောက်ပြီးတော့ကလာနချက်သွန်းမိတ်နနံပင်မကြီးရွက်အဲ့ဒါလေးပါထဲမှာဖြစ်ပါတယ်သူ့တခါချက်စားဖို့ကအမျိုးနည်းနည်းများတာပေါ့နော်ဝက်ရှိတော့ကိုတော့ကျမကရင်နွေးနဲ့10မိနစ်လောက်ပြုတ်ထားပေးတာပေါ့နော်ပြုတ်ပြီးဆေးထားတာပေါ့နော်ထိုင်းကအမတယောက်ပေါ့နော်အဲ့လိုမျိုးပြုတ်ပြီးဆေးပေးလို့ရှိရင်ပို့ပြီးတန်းတယ်လို့ပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့ပါကဲရှက်ကြမယ်ရှင်ရင်နွေးကိုစူးအောင်တဲမယ်ပြီးလို့ရှိရင်စောနာတုံးကအစာပလာတွေကိုထည့်မှာပေါ့နော်ကုန်းအောင်မထည့်ပဲနဲ့ကျမကခရမ်းကျင်သီးနဲ့ရှောက်ရွက်ကိုရှမ်းထားလိုက်ပါတယ်ရှင်သူတို့ကိုနောက်မှထည့်မှာပေါ့နော်ပြီးရင်စောနာတုံးကပြုတ်ထားတဲ့ဝက်ရှိတောက်လေးထည့်ပါမယ်ထောင်းထားတဲ့ငှုတ်သီးလေးလည်းထည့်မှာပေါ့နော်နောက်ပြီးတော့အရသာအတွက်လေးထည့်ပါမယ်အရသာအတွက်ကတော့ကျမကခနော်ကွန်လေးတခဲထည့်တာပေါ့နော်ပြီးလို့ရှိရင်ငံပြာရီထည့်တယ်ဟင်းချိုမုတ်လေးနည်းငယ်ထည့်တယ်မကြီးမဲ့လေး3စွန်း4စွန်းဒီပါထည့်တာပေါ့နော်ပြီးရင်15မိနစ်20လောက်တည်ထားပေးလိုက်ပါမယ်15မိနစ်20လောက်ပြည့်ပြီဆိုတော့ကျမကခရမ်းကျင်သီးနဲ့ရှောက်ရွက်လေးထပ်ထည့်မှာပေါ့နော်ထည့်ပြီးသွားပြီဆိုရင်တော့ကျမကဆက်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်အခုတလောရာသီဥတုကအရန်ပူလာတဲ့ခါကျတော့ပူဆက်လေးစားခြင်းလို့ပေါ့နော်အဲ့ဒါကြောင့်မို့လို့တွန်းဆက်လေးကိုချက်စားဖြစ်လိုက်တာပါဝက်ရှိတော့လေးနူးမနူးသိရအောင်တော့လေးနဲ့ထိုးကြည့်ပါမယ်နူးတော့နုံခါနေရင်ပေါ့နော်အဲ့ဒါကြောင့်မို့ကျမကမကြီးရွက်လေးထည့်ပါတော့မယ်ပြီးလို့ရှိရင်စောနာတုံးကကျမလော်ထားတဲ့မြုပ်သီး6လေးရှည်ထဲမှာပေါ့နော်ပူဆက်ရှင်းလေးစားခြင်းလို့ပေါ့နော်အဲ့ဒါကြောင့်မလို့မြုပ်သီးလေးထပ်ထည့်ပါတယ်မြုပ်သီး6ပေါ့နော်လော်ထားတာပါထပ်ပြီးသွားလို့ရှိရင်အရသာလေးမြင်ကြည့်ပါမယ်ရှင်အရသာကပေါ်နေသေးတဲ့အတွက်ကျမကငံပြားရည်နဲ့ချက်သားမုတ်လေးထပ်ထည့်တာပေါ့နော်နောက်ပြီးတော့စောနာတုံးကကြံတဲ့အရွက်ကိုထည့်မှာပေါ့နော်ထည့်ပြီးသွားလို့ရှိရင်ကျမကအိုရှာပါတော့မယ်ရှင်ဝက်ရှိတော့လဲနူးပြီဆိုတော့လေမီလေးပိတ်ပြီးတော့ကျမကစမ်းကြည့်ထပ်ပြီးတော့စမ်းကြည့်တာပေါ့နော်စမ်းကြည့်တဲ့ခါကျတော့တခုလိုနေတယ်လို့မျိုးခံစားရတဲ့ရှင်အဲ့ဒါကြောင့်မို့ကျမကငပိလေးနည်းနည်းထည့်တာပေါ့နော်ငပိရည်ပေါ့နော်ဒီမော်ဒီထဲမှာထောင်းထဲတဲ့ငပိရည်လေးနည်းနည်းထည့်လိုက်ပါတယ်ရှင်ငပိရည်လေးနည်းနည်းထည့်လိုက်တဲ့အတွက်ကြောင့်မို့လားမသိဘူးအရသာကပို့ပြီးတော့ကောင်းသွားတာပေါ့နော်ကျမထဲတဲ့ငပိရည်ရဲ့တစ်စိတ်ကတော့ဒီတစ်စိတ်ပေါ့နော်ဒီတစ်စိတ်ကစားလို့အရန်ကောင်းတဲ့သင်္ဘောဒီထောင်းစားလဲကောင်းတယ်လို့ရင်းနေပါတွေရှက်ပြီးတော့ထည့်ရင်လည်းကောင်းပါတယ်ရှင်ကဲအခုတော့စားလို့ရပြီပေါ့နော်ဝက်ရှိတော့တုံးဆက်လေးရပါပြီရှင်အရသာကတော့ရှင်းဆက်ပူလေးပေါ့နော်ဒီနေ့ရဲ့ blog လေးကတော့ဒီလောက်ပါပဲရှင် bye bye